ဒီတစ်ခေါက်နန်းရဲ့ vlog မှာကြတော့ဒီဟိုပုံမျိုးမှာရှိတဲ့ထန်ဆန်လိုင်းကူသူတွားရောက်မှာဖြစ်ပါတယ်ဒီထန်ဆန်လိုင်းကူကဆိုလို့ရှိရင်ကျွန်မဟိုပုံမျိုးကနေလာမယ်ဆိုလို့ရှိရင်တော့12မိုင်လောက်သွားပါတယ်အကယ်၍မဟုတ်ပဲနဲ့ဟိုပုံကနေလွိုင်လင်းလန်းအတိုင်းကျွန်မလာမယ်ဆိုလို့ရှိရင်တော့14မိုင်ခန့်ကျွန်မတို့သွားပါမယ်အေးဆက်တော့ပဲကဲဒါတော့ကျွန်မထန်ဆန်ကူရောက်နေတာပါကူအားတော့အထဲမဝင်ရသေးဘူးเนาะအခုမှဒီကူရဲ့ပတ်လက်မှာဆိုလို့ရှိရင်ရေလေးတွေဆင်းနေပါတယ်ဒီထန်ဆန်းကူကဆိုလို့ရှိရင်တက်တန်းရင်ကြောက်ကူတစ်ခုဖြစ်ပြီးတော့အလွန်လာပါတဲ့ဒီကြောက်ဆက်ပန်းဆွဲများပုံစံအမျိုးမျိုးတွေကိုကျွန်မမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီမြေပေါ်မှာတိုးထွက်နေတဲ့ကြောက်သားတိုင်ပုံစံမျိုးစုံကိုလည်းကျွန်မမြင်တွေ့ရမှာပါပြီးတော့ဒီကြောက်ဆက်ပန်းဆွဲတွေကဆိုလို့ရှိရင်သူ့ရဲ့အယောင်တွေကအများကြီးရှိတယ်ပေါ့နော်အဖြူရောင်အဝါရောင်အညိုရောင်ပြီးလို့ရှိရင်အယောင်တွေအများကြီးရှိတယ်ပြီးတော့သူ့ရဲ့ပုံစံကဘယ်လိုပုံစံဆိုတစ်တီးပုံတွေဓားပုံတွေဒီလိုက်ကပုံစံအတွန်းလေးတွေစသဖြင့်အမျိုးမျိုးပုံစံမျိုးမျိုးကျွန်မတို့တွေ့ရတယ်ပြီးတော့ဒီဟိုပုံသဏ္ဍာန်တခြားသောပုံသဏ္ဍာန်ဆိုလို့ရှိရင်လည်းထီဖြူလိုပုံသဏ္ဍာန်မင်းကိုရောင်လိုပုံသဏ္ဍာန်စသဖြင့်ဒါကျွန်မအတွက်အရန်ထူးဆန်းတယ်ပေါ့နော်ဒီကူပါဆိုလို့ရှိရင်ပြီးတော့ကူရဲ့ဖွက်စီပုံကဆိုလို့ရှိရင်လည်းဒီကြောက်သားတိုင်တွေကဆိုလို့ရှိရင်ဒီအရစ်လိုက်တွေရှိတယ်ဒီနှံရံမှာဆိုလို့ရှိရင်တကယ့်ကိုပကြီးလိုဆွဲထားတဲ့ဟိုအလုံးလာပါတဲ့ထူးခြားတဲ့အရာလေးတွေလည်းကျွန်မမြင်တွေ့ရတယ်ပေါ့နော်ပြောဒီကူရဲ့အထက်မှာတော့အရန်ကိုအေးဆက်လုံးပါတယ်ဒါတော့မှကျွန်မလာတဲ့အချိန်ကဒါနှွေရသည်ဖြစ်တယ်ပေါ့နော်ပြီးတော့သတိထားမိရတဲ့လောက်ဆိုလို့ရှိရင်ကူထဲမှာနဲလေး modernize ပြန်ပြီးတော့လှုပ်ထားတာကိုလည်းကျွန်မတို့သတိထားမိပါတယ်ပြီးတော့ဒီနေရာရောက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီရေတကုံလိုမျိုးရေကြားတန်လေးတွေကိုကြားမှာဖြစ်တယ်ဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်မ volume နဲ့တော့ short လိုက်တယ်ပေါ့နော်အရန်ဆူညံ့နေလို့ပါပြီးတော့နောက်တစ်ခုကျတော့ဒီကြောက်ရဲ့အပေါ်မှာဆိုလို့ရှိရင်အလဲလဲတွေရွှေမုံလေးတွေကိုလည်းကျွန်မတို့တွေ့ခဲ့ရပါတယ်နားမရိုက်ပါ